ဗုဒ္ဓနေ့မွေးသူအားလုံးမင်္ဂလာပါ2026ခုနှစ်ဇန်နဝါရီလ22ရက်နေ့ကနေ31ရက်နေ့တောအတွင်းမှာရပိုင်ခွင့်နဲ့လက်ဝယ်ပြန်ရမယ်ငွေကြေးကံကောင်းမယ်ဘဝတိုးတက်ရှင်းမှန်းချက်အောင်မြင်မယ်ရှင်းနည်းသူများနဲ့စကားများတတ်တဲ့အရာဝေးအကောင်းသောသတင်းစကားကြားရမယ်အိမ်တွင်းမကြာခဏပိခဖြစ်တတ်တဲ့ချစ်သူခင်သူများနဲ့လည်းစကားများတတ်တဲ့တူနေအုပ်စုနဲ့လမ်းခွဲရတာမျိုးလမ်းကြောင်းစစ်ဖော်ဆောင်တာမျိုးတွေရှိတတ်တဲ့အတွက်ကောင်းခြင်းဆိုးခြင်းနှစ်ဖြာရောနေတယ်ဆိုးတဲ့ကိစ္စအနာဂတ်ကောင်းမှုအတွက်ဖြစ်ပေါ်လာတယ်လို့သတ်မှတ်တယ်လို့ကောင်းတဲ့ကိစ္စမှာတော့ထပ်ဆင့်တိုးတက်မှုနဲ့လမ်းသစ်တွေကိုရောက်ရှိသွားတဲ့အနေအထားဖြစ်ပေါ်တယ်လမ်းကြောင်းသစ်နဲ့ဘဝတိုးတက်မှုသစ်ရဲ့ပေါ်ထွန်းနေတဲ့ကာလဖြစ်တယ်ဗီဒီမေးချင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစာနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလိုက်ရုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေ့လာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်ဒါကြောင့်စမ်းစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါတယ်20ရက်နေ့မှာကောင်းသောပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်ရည်မှန်းချက်အောင်မြင်မယ်23ရက်နေ့ကြံတိုင်းအောင်ဆောင်းတိုင်းမြောက်လိုတိုင်းထွန်းပေါက်မယ်24ရက်နေ့ရှင်ပြိုင်မှုမှသမျှအောင်မြင်မယ်လုပ်ငန်းကံတက်လန်းပေါ်မယ်25ရက်နေ့မှာတော့စကားမှားတတ်တယ်စေတနာဝေဒနာဖြစ်တတ်တယ်သူများပြဿနာကိုယ်တိုင်ရောက်တတ်တယ်26ရက်နေ့စံပွင့်ခြင်းကံကောင်းခြင်းလိုရာပြည့်စုံခြင်းနဲ့ကြုံမယ်29ရက်နေ့ငွေကြေးကံကောင်းမယ်ခရီးကံကောင်းမယ်ပစ္စည်းပြောက်တတ်တယ်အဲ့ဒီနေ့မှာမနေ့4နိုင်နဲ့ခွဲနဲ့6နိုင်တော်တွင်မှာအရှိမြောက်ရက်ကိုသွားခြင်းကြည့်ဆက်ရမယ်ညနေ4နိုင်ခွဲနဲ့6နိုင်အတွင်းတက်နိုင်ရင်အသွားလာဆင်ခြင်ရမယ်အနည်းရှိတတ်တဲ့အဲ့ချိန်នេះ28ရက်နေ့ကတော့ငွေကြေးလက်လာပါစီးပွားဘဝအလုံးစုံကောင်းမယ်29ရက်နေ့မှာမှန်းတာတစ်မျိုးလက်တွေ့တစ်မျိုးဘာစီစဉ်လို့မှမရအောင်အစီအစဉ်နဲ့အလွဲလွဲချော်ချော်ဖြစ်မယ်ဒါပေမဲ့ပေါ်လာတဲ့ခွင့်ရည်တွေသုံးချ30ရက်နေ့ကတော့ရာရာဆင်ပြေပြီးကံကောင်းခြင်းနဲ့ကြုံမယ်31ရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝယ်ပြန်ရခြင်းနဲ့တိုးတက်ခြင်းကြုံမယ်ဒီကာလအတော်အတွင်းတနင်္ဂနွေသောကြာစနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္လာကြာသပတေးမွေးသူတွေဒုက္ခပေးတတ်တဲ့နှစ်ခွန်လေးကလေးတွေကျိုးပေးတယ်အဖြူအစိမ်းမိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ပါဒီကာလအတွင်း January လ23ရက်နေ့နဲ့24ရက်နေ့မှာထူးခြားတဲ့အစွမ်းတွေခုံအောင်နေတယ်အဲဒီနေ့မှာစပင်ပုံသဏ္ဍာန်ပြောင်းရင်ထူးခြားတဲ့အနာဂတ်ကောင်းကိုရောက်မယ်အဲဒီနေ့တွေမှာစပင်ပြောင်းဖို့အခွင့်အလမ်းမရှိရင်လည်းတယောကင်မိုးလေးနဲ့ခေါင်းလျှော်ကြိုက်တဲ့ရက်တရက်ရွေးချယ်ပြီးတော့လျှော်လိုက်ပါကြံတဲ့အောင်စောင်းတဲ့မြောက်လှုပ်တိုင်းထုတ်ပေါက်ခြင်းကိုရရှိပါလိမ့်မယ်ကျေးဇူးတင်ပါတယ်